ကိုယ့်ရဲ့တိုက်ခန်း structure မထိဖို့အတွက်ကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်မင်္ဂလာပါ CMK ကကိုချင်းကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုပြောပြပေးသွားမယ့်အကြောင်းကတော့မိတ်ဆွေတို့အနေနဲ့အိမ်ပြင်မယ်ဆိုရင်တည်ထားတဲ့အချက်တွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့တိုက်ခန်းကအကျယ်ဝန်းဘယ်လောက်ရှိတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်12ပေ50လား18ပေ50လားတည်ထားဖို့လိုပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကိုသုံးတဲ့ budget ပေါ့နော်ကိုကဘယ်လောက်သုံးပါလဲဥပမာ350သုံးပါလား300သုံးပါလား150သုံးပါလားဒါလေးကိုကြိုပြောထားရင်တော့ကျွန်တော်ဘယ်ပိုင်းတော့ရတယ်ဘယ်ပိုင်းတော့မရဘူးဆိုတာလေးကိုကျွန်တော်တို့ကရှင်းပြပေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့တတိယအချက်အနေနဲ့ကတော့ကိုတိုက်ခန်းပြင်ချိန်ကဘယ်လောက်ရလဲဥပမာတစ်ပတ်လား10ရက်လားတော့15ရက်လားတစ်လလားဒါလေးတွေတော့သိထားဖို့လိုတာပေါ့နော်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ဒီကိုသုံးမဲ့ပစ္စည်းရဲ့ quality အရေးအသွေး material ကဘယ်လောက်ထိရေရှည်ခံနိုင်လဲဒါလေးကိုတော့အကျဉ်းချင်းသိထားဖို့လိုပါတယ်ခင်ဗျာအဆုံးအချက်အရေးကြီးဆုံးကတော့ဒီကိုယ့်ရဲ့တိုက်ခန်း structure မထိဖို့အတွက်ကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ဒါလေးကတော့အရေးကြီးဆုံးဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ